မင်းရဲ့ခေါင်းအုံးတွေကချွေးဆက်တွေကြောင့်အဝါရောင်တွေတန်းနေပြီးအနက်အထက်လည်းမကောင်းတော့ဘူးလားဒါဆိုရင်သူတို့ကိုရေစိန်တာပဲဖြစ်ဖြစ်ဆက်ထဲထဲလျှော်တာပဲဖြစ်ဖြစ်အခုချက်ချင်းမလွတ်ပါနဲ့ဦးဒီနေ့မှာတော့ဇိန်ခံအဝတ်လျှော်ဆိုင်တွေမှာတုံးတယ်လှုပ်ဝက်ချက်တစ်ခုကိုပြောပြပြီးမှာပါဒီနီလန်းကခေါင်းအုံးတွေကိုစီးနှင်းလို့ဖြူစင်သွားစေပြီးမိနစ်ပိုင်းအတွင်းမှာပဲပိုးတက်ပြီးနိုင်ပါတယ်။ကွာခြားချက်ကိုသာကြည့်လိုက်ပါ။ပကံလုံးတစ်လုံးထဲမှာကျွန်တော်တို့ရဲ့အစွမ်းထက်အဖြူရောင်ဆက်စေးကြီးကိုပြင်ဆင်ကြရအောင်။အဖြူရောင်ဖြစ်စီဖို့လှုပ်ဝက်ချက်ဖြစ်တဲ့ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်တစ်ဝက်ခွက်ရှာလကာရည်အနှဲငယ်မုတ်ဖုတ်ဆိုတာထမင်းစားစုံတစ်စုံနဲ့မှွေးပြန့်တဲ့အနံ့လေးရဖို့အဝတ်လျှော်ပျော့စီးလေးနည်းနည်းထည့်လိုက်ပါ။ရေတဖန်ခွက်ထည့်ပြီးတေချမှွေးပြီးပါ။ပိုပြီးထိရောက်စေဖို့အရက်ပြန်အနှဲငယ်ထပ်ထည့်လိုက်ပါ။ဒါကအနံ့အရန်မှွေးတယ်လို့ပိုးမွှားတွေကိုလည်းအလွှာလိုက်တည်စီပါတယ်။တန့်ရှင်းတဲ့တပတ်တစ်ဆက်ကိုရေစိုးအောင်လုပ်ပြီးရေညှစ်လိုက်ပါ။ပြီးရင်အဲ့ဒီတပတ်ကိုခေါင်းအုံးပေါ်ကအဝါကွက်နေရမှာအုပ်လိုက်ပါ။အဲ့ဒီအပေါ်ကနေပူနေတဲ့မီးပိုတိုက်ဆက်နဲ့အငွေ့ပြီးတိုက်ပေးပါ။အငွေ့နဲ့ရှာလကာရေပေါင်းဆက်မှုကခေါင်းတုံးထဲကအညစ်အကြေးတွေကိုတပတ်ထဲကိုစုပ်ယူသွားတာမို့ခေါင်းတုံးကပြန်ဖြူလာပါလိမ့်မယ်။အဝါရောင်တွေပျောက်ကွယ်သွားပြီးအဝတ်စသားတွေပြန်ကောင်းလာတာကိုမြင်ရတာတကယ်ကိုအံ့ဩဖို့ကောင်းပါတယ်။ခေါင်းတုံးတွေကအသစ်အတိုင်းဖြစ်သွားပြီးတက်တောင့်တက်တာနဲ့နှစ်ချိုက်ချိုက်အေးဆက်နိုင်ဖို့အဆင်သင့်ဖြစ်သွားမှာပါ။ဒီအကြံပြုချက်လေးကိုတင်ထားပြီးဒီနေ့ပဲကိုယ့်ရဲ့အိယာခင်းတွေကိုပြန်လေလန်းဆန်းအောင်လုပ်လိုက်ပါ။နောက်ပြီးမင်းတို့ခေါင်းတုံးတွေကိုမလျှော်တာဘယ်လောက်တောင်ကြာပြီလဲဆိုတာပြောပြပေးပါဦး